တဲ့နိုင်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပထမဆုံးကျေးဇူးတင်ရတော့ဒါတကယ်နဲ့လာရောက်ပြီးတော့ခွင်းနဲ့ဒီလာရောက်အားပေးတဲ့ပေးသက်ကြီးကိုကျွန်တော်ဒီကနေပြီးတော့ကျေးဇူးတင်တယ်TV ဖန်သားပြင်ပေါ်ကလည်းကြည်ရှုနေလိမ့်မယ်လို့ကျွန်တော်တို့သိတယ်အဲ့ဒီအတွက်လည်းအားလုံးတော့ဒါညီမချစ်တဲ့ပေးသက်ကြီးကိုကျွန်တော်ဒီကနေကျေးဇူးတင်တယ်ဒီလိုမျိုးအားပေးတဲ့အတွက်ကျွန်တော်တို့အားလည်းရှိပါတယ်ကျွန်တော်တို့ဒီနေ့အိမ်ကွင်းမှာအနိုင်သုံးမရတဲ့အတွက်ဟုတ်ကဲ့ပထမပိုင်းမှာလည်းကျွန်တော်တို့ဒါတိုက်စစ်အထူးပြေသွားကြတာပေါ့နော်သွားကြတယ်သူတို့ကအဝေးကွင်းဖြစ်တဲ့အတွက်သူတို့ defensive ကိုနည်းနည်းလေးကြီးကြီးလေးထားတဲ့အတွက်ကျွန်တော်တို့ကိုရောက်တော့နည်းနည်းခက်ခဲတာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့တကူရခဲ့တယ်ဒုတိယပိုင်းကျတော့သူတို့ဒီဒုတိယပိုင်းမှာသူတို့အသင်းအနေနဲ့လည်းနာပြင်ဆင်မှုတွေအချိန်ရလာတော့ဗောနော်အချိန်ရလာတဲ့အတွက်သူတို့တိုက်စစ်ကိုမြင့်တယ်ကျွန်တော်တို့ pressing game ကစားတာဗောနော်ဒါပေမဲ့လည်းကျွန်တော်တို့လည်းကောင်းတာဒါအတက်နဲ့ကျွန်တော်တို့ဂိုးသွင်းဝင်းတွေလည်းကျွန်တော်ရခဲ့တယ်ဂိုးအဖြစ်ပြောင်းလိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့တကူနဲ့တော့နိုင်ပေမဲ့အားရကျင့်နေပါတယ်ခုနပြောသလိုပေါ့ကျွန်တော်တို့ဒါအထူးသဖြင့်ဒါပြီးခဲ့တဲ့ဒါမန်ယူနဲ့ကစားပြီးတော့ပြန်လာတဲ့ကျွန်တော်တို့အသင်းကောင်းဆောင်မောင်မောင်လေးပေါ့သူ့ကိုလည်းလာကြည့်တာလည်းပါတယ်နောက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲလည်းကျွန်တော်အနိုင်သုံးမှတ်ရတယ်ဒါပါကစ္စတန်ဟိုဒါအဝေးကွင်းမဟုတ်ဘဲနဲ့ကျွန်တော်ဒီအိမ်ကွင်းမှာကစားရတဲ့အတွက်ဒီနေ့လာအားပေးတဲ့အတွက်အများကြီးကျေးဇူးတင်တယ်နိုင်တော့လည်းဝမ်းသာပါတယ်ဟုတ်ကဲ့ဒီကကျွန်တော်၄လလောက်ကြာမယ်ဒီကြားထဲမှာ fever date နဲ့ကျွန်တော်တို့ဟိုခြေစမ်းပွဲကစားဖို့ရှိတယ်အဲ့ဒီဒါမဲ့ပွဲကတော့နှစ်ပွဲပေါ့နှစ်ပွဲဆိုတော့ကျွန်တော်အဝေးကွင်းတစ်ပွဲစီးရီးယားနဲ့ကစားမယ်ပြီးရင်အိမ်ကွင်းကိုပြန်လာကစားမယ်ဂျားရက်ကျွန်တော်အဝေးကွင်းသွားပြီးတော့ဂျားထဲမှာ3ရက်လောက်ပဲဆိုတော့အဲ့ဒီပွဲစဉ်တော့ကျွန်တော်တို့သတိဝိရိယလေးထားပြီးတော့ကျွန်တော်တို့ player တွေကိုဒါအပြောင်းလဲလေးလုပ်ပြီးတော့ကျွန်တော်တို့ကစားဖို့ရှိပါတယ်ဟိုတခက်နဲ့လာပြီးတော့ဒါအားပေးတဲ့ပေးသက်ယူလဲကျွန်တော်တို့လည်းပေးသက်ပြောအောင်ကျွန်တော်တို့ကစားသမားတွေရောအနိုင်သုံးပတ်ကိုပေးတဲ့အတွက်အားလုံးပြောရတဲ့အတွက်ဒါတိုင်းပြည်လုံးဒီမှာတွေမဟုတ်နိုင်ငံရဲ့ခြားမှာရှိတဲ့ပေးသက်တွေကိုလည်းဒီကနေကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်ကျွန်တော်တို့အနိုင်ရတဲ့အတွက်တော့ပြောပါတယ်ဗောဒါပေမဲ့ခြေစွမ်းရတော့တိတ်ပြီးအားရကျဉ်းမှုမရှိသေးပါဘူးကျွန်တော်ဒီထက်ပိုပြီးစူးစမ်းဖို့လိုအပ်ပါသေးတယ်ကျွန်တော်တို့အနိုင်ရဖို့အတွက်ပရိသတ်တွေကအရင်အရေးပါတယ်ဗောနော်အရေးပါတယ်အဲ့တော့ကျွန်တော်တို့လီနေကွန်းလုံးပြည့်နေပါလားအားပြီးတော့ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ် TV ဖန်သားပြင်ပေါ်ကနေကြည့်ရှုနေတဲ့ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါပြီးရင်ကျွန်တော် club သင်း training ပြန်စားတော့မယ်အဲ့ဒီအတွက်အရင်ဆုံးအားလုံးပြန်ဆက်ရအောင်ဗောနော်အသင်းအတွက်နောက်ပြိုင်ပွဲနီးလာရင်တော့ကျွန်တော်တို့အကောင်းဆုံးဘယ်လိုပြောမလဲကျွန်တော်တို့ဒီကစားခဲ့တဲ့ပွဲတွေပြန်ကြည့်မယ်အရှိပြီးတော့အားနဲ့ကြအားသာချက်တွေပြန်လေးလာမယ်ပေါ့နော်ဟုတ်